အားလုံးပဲမင်္ဂလာပါခင်ဗျာတော်ထမ်းမြန်မာ YouTube channel လေးကနေပြီးတော့ပြန်လည်ကြိုဆိုပါရစေဒီနေ့ကျွန်တော်တို့August 22ရက်နေ့ပေါ့နော်22ရက်နေ့ရတာဒီအဓိကအဖြစ်ဒီတန်ရွဲပေါ့နော်ရခိုင်ပြည်နယ်တောင်ပိုင်းတန်ရွဲမြို့တာသတင်းလေးကိုကျွန်တော်တင်ပြတော့မှာဖြစ်ပါတယ်တန်ရွဲမြို့ကတက်မတော်ကနေပြီးတော့မှလေကြောင်းကနေပြီးတော့မှအမှန်ကန်ချစ်ပလန်နဲ့ပေါ့ဗျာလင်းချစ်စီရနောက်ပြီးတော့ဝိုင်တွဲနောက်ပြီးတော့ကျွန်တော်တို့နောက်ထပ်ဘုံကျဲလင်းရတချို့ထပ်ပြီးတော့ပါတယ်လို့လည်းကျွန်တော်သိချရပါပေါ့နော်တန်ရွဲနဲ့ကျွန်တော်ခေါက်အဲ့တော့ဒီလေကြောင်းတက်ခိုင်းမှုနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောပြသွားမှာဖြစ်ပါတယ်အဲ့တော့ဒီနေ့ကတော့ကျွန်တော်တို့အချိန်ပေါ့ကျွန်တော်ဒီဝက်ကန်ခက်ခဲလေးနဲ့ရှိတဲ့အတွက်ကြောင့်ဒါရုပ်နဲ့တော့ကျွန်တော်မတင်နိုင်လိုက်ဘူးပေါ့နော်အဲ့တော့ယူပါတော့မကြည့်နဲ့ပေါ့ဗျာနော်ကဲဟုတ်ပါပြီကျွန်တော်တို့ဒါစလိုက်ကြအောင်အဲ့တော့ဒီရခိုင်ပြည်နယ်တန်တဲ့သတင်းလေးပါပဲဒီသတင်းလေးကိုဒါတင်ချင်လို့ပေါ့နော်ဒါအချိန်မအားတဲ့ဂျားတွေကနေပြီးတော့မှကျွန်တော်ဒါပြန်ပြီးတော့ဒါတင်ပေးတာဖြစ်ပါတယ်အဲ့တော့တန်တဲ့ကွာမျိုးနယ်နော်တန်တဲ့ကွာမျိုးနယ်ကိုကျွန်တော်တို့ဒါအောက်ကဒါ21ရက်နေ့ပေါ့နော်21ရက်နေ့ဒါမနေ့တနာရီကျော်ပေါ့နော်နနေ့တနာရီပေါ့ဗျာနနေ့တနာရီကျော်အချိန်တိကျပြောမှဆိုရင်တနာရီခွဲကျော်ပေါ့နော်နိုင်ခွဲကျော်ကနေပြီးတော့မှဒီညနေ3နာရီခွဲဝန်းကျင်လောက်ထိကိုဒါ Jet Fighter လင်းချစ်စီးနေတာဝိုင်တွဲလင်းတစီနောက်ပြီးတော့ကျွန်တော်ဒါ18ပေါ့နော်လင်းတစီစုစုပေါင်းဒါလင်း10စီးပေါ့နော်10စီးနဲ့ဒါဘုံလုံးကြီးဒါ100လောက်ကျွန်တော်ဒါကြိတ်ချတိုက်ခိုက်ခဲ့တယ်လို့ဒါသိရှိရပါတယ်အဲ့တော့ဘုံကျဲချတဲ့နေရာတွေကတော့ဒါအချမ်းဘက်အေးဒီဒါရှိနေတဲ့ဒီငပလီမြို့မှာရှိတယ်ပေါ့နော်ကျွန်တော်ဒါခရ55ဒါချင်းလင်းတက်ရင်55ရှိတဲ့နေရာရဲ့နောက်ပြီးတော့ခမမ966ဒါတက်ရင်နေရာဟောင်းနေပေါ့နော်ဒီနေရာဝင်းကျင်တွေပေါ့နော်အတိကဒီကအဲ့နေရာမှာကျွန်တော်တို့အရက်သားတွေလည်းမရှိဘူးဘာလည်းမရှိဘူးပေါ့နော်အရက်သားတွေလည်းမရှိဘူးပေါ့နော်အထူးသဖြင့်ဒါပေမဲ့ဒီ A ရဲ့ဒါအမခံဒီရိတ်ခါတူလောင်တဲ့ဒါစခန်းတွေနေရာတွေထားရှိထားတယ်ကိုကျွန်တော်သိရှိရတယ်ပေါ့နော်နောက်ပြီးတော့ဒီဂျမ်ဘက် A ရဲ့ဒီတင်နန်းနဲ့ဒါအစည်းအဝေးပြုလုပ်တဲ့နေရာတွေပေါ့ဗျာအခိုင်အမာတွေနော်နောက်ဘန်ကားတွေစင်နာတွေရှိတယ်အများကြီးပေါ့နော်ဒီနေရာတွေကိုဒါလေကြောင်းကနေပြီးတော့တိုက်ခိုက်တယ်အဲ့မှာဒီကောင်လေးအတံဘက် A တွေဘက်ကနေပြီးတော့မှဒီတင်ထားတဲ့ဟာကတော့ကျွန်တော်တို့ဒါစစ်ပေးကြောင်းနေရာတွေဆိုပြီးတော့မှတင်ထားပါတော့အရသာစစ်ပေးကြောင်းပြည်သူတွေနေထိုင်တဲ့နေရာဆိုပြီးတော့မှတင်ထားတယ်ဒါပေမဲ့အဲ့မှာစစ်ပေးကြောင်းပြည်သူတွေမရှိဘူးဘာလည်းမရှိဘူးအမှန်တမ်းပြောရင်ဗျာဒီကျွန်တော်တို့ဒါဒီခိုင်ပြည်နယ်တန်တဲ့ဘက်မှာဒီစစ်ပေးချောင်းရဲ့လို့မြို့မှာဒီစစ်ပေးချောင်းနေတဲ့လူတွေလို့မရှိဘူးဘာကြောင့်မရှိရတဲ့စစ်ပေးချောင်းတွေဆိုတော့ကျွန်တော်တို့တော်တော်များများကဘယ်ကိုရောက်နေကြရဲ့ AR တိုင်းရန်ကုန်တိုင်းကျွန်တော်ဒီဘက်မှာဆိုတာပြည်ပဲပေါ့နော်ဒီဘက်ချမ်းနေအဲ့ဘက်ချမ်းနေမှာပဲဒါစစ်ပေးချောင်းနေကြပါရှောင်းနေတာရှိပါတယ်အဲ့တော့တနေ့စစ်ပေးချောင်းနေကြရလို့မရှိဘူးမရှိတဲ့အတွက်ပေါ့နော်စစ်ပေးချောင်းမရှိဘူးလို့ဒါပြောလို့ရတယ်နော်နောက်ရက်သားလို့အဲ့နေရာတွေမှာမနေဘူးအဲ့တော့အဲ့နေရာမှာနေနိုင်တဲ့သူတွေကဘယ်သူတွေဖြစ်မလဲဆိုကျွန်တော်တို့ဒါအကျံဖက် A ရေနောက်ပြီးတော့သူတို့ရဲ့မိသားစုဝင်တွေပေါ့နော်သူတို့ရဲ့မိသားစုဝင်တွေရှိပါတယ်သူတို့မိသားစုဝင်တွေရှိတယ်လို့ကျွန်တော်တို့ဒါသိရှိရတယ်ပေါ့နော်အဲ့တော့ထိခိုက်ဒေဆုံးမှုပေါ့ဗျာထိခိုက်ဒေဆုံးမှုကတော့ကျွန်တော်တို့နောက်ဆုံးထိကျွန်တော်တို့သိရှိထားရရပါတော့ဒါဘုံလုံးကြီး100ဆိုတာနဲတာမှမဟုတ်တာနော်နဲတာမှမဟုတ်ဘူးဘုံလုံးကြီး100ကျော်တာကျဲချတယ်ဆိုတော့ဗောနော်အဲ့တော့နဲတာမှမဟုတ်တော့ဘယ်လောက်ထိခိုက်သွားမလဲဆိုကျွန်တော်တို့ဒါမြေပြင်ဒါဒီဒေသခံတွေရဲ့တည်င်းအရာပေါ့နော်တည်င်းအရာကျွန်တော်တို့စုစုပေါင်းပေါ့ဗျာစုစုပေါင်းဆိုရင်ဒါပြောမှဆိုရင်80ဝန်းကျင်လောက်ရှိရလို့ဗျာသိရှိရတယ်ဗောနော်80ဝန်းကျင်လောက်ရှိရလို့သိရှိရတယ်ထိခိုက်ဒဏ်ရာရရှိမှုနဲ့များတယ်လို့ပြောတယ်အဲ့တော့အကြမ်းဖက် A တွေဘက်ကနေပြီးတော့မှဒီ A မတွေအပါပေါ့ဗျာ A မတွေအပါအဲ့မှာအကြမ်းဖက် A စီမှာဒီစေကူဘာကူလုတ်ပေးနေတဲ့သူတို့ရဲ့ဒါစေတက်ဖွဲ့ဝင်အချို့လဲဒါဒီထိခိုက်ဟောပေါ့ဒီဆုံးမှုမှာပါဝင်သွားတာပေါ့နော်တော်တော်များပြောမှဆိုရင်တော်တော်များမသားပေါ်ကုန်တော့ဗျာဒီလိုအနေအထားမျိုးဖြစ်ပါတယ်အဲ့တော့လူနေရာဝမ်းသာစရာကောင်းတဲ့သတင်းဖြစ်ပါတယ်နောက်တစ်ခုကကျွန်တော်တို့သိကြတာဒါကတော့ဒီကျွန်တော်တို့အတိမိတ်ဆွေတွေတစင်သိရတာပေါ့နော်ဒီလေကြောင်းတက်ခိုင်းမှုကဒါတမကချန်ကလောက်ပဲရှိတယ်ဘာမှမဟုတ်သေးဘူးပေါ့နော်အမောင်းတင်လင်းနေနောက်နဲ့ပဲအမောင်းတင်ရင်းနဲ့ပေါ့ဗျာဒီတက်ကအရာရှိငယ်တွေအမောင်းတင်ရင်းနဲ့ပဲဒီသွားပြီးတော့ဒီပြတ်မှတ်ပုံတင်ထားတဲ့ဟာတွေကိုဒါဘုံကျဲချတယ်လို့ကျွန်တော်တို့ကသိရှိရတယ်အဲ့တော့တိတိကျကျဘုံကျဲနိုင်တယ်တိတိကျကျလည်းဘုံကျဲနိုင်ခဲ့တယ်တော်တော်ကိုဆန်းဆောင်ကြီးမြင့်ပါတယ်တော်တော်ကိုပြောမယ်ဆိုရင်တိကျမှုရှိတယ်အဲ့တော့တချို့ဒီမှာဝိုင်တွဲလည်းပါတယ်ကျွန်တော်တို့ဒါ18လည်းပါတယ်လို့ဒါသိရှိရတာပေါ့နော်ဒါပေမဲ့တကယ်ကတော့ကျွန်တော်တို့ဒါဝိုင်တွဲလေရင်ဒဇင်း18လေရင်ဒဇင်းကျွန်တော်ကတော့ကျွန်တော်တို့အတွင်းကြကြတိမှာတော့တကယ်ကလေရင်8စင်းဆိုတာကသူတို့ပြောတဲ့အနေထားပဲရှိတာပေါ့နော်
ချစ်တကယ်ချစ်စီလေးဖြစ်ရင်ဖြစ်မယ်ဒါမှမဟုတ်10စီးလေးဖြစ်ရင်ဖြစ်မယ်12စီးလေးဖြစ်ရင်ဖြစ်မယ်ဒါမှမဟုတ်6စီးလေးဖြစ်ရင်ဖြစ်မယ်3စီးလေးဖြစ်ရင်ဖြစ်မယ်ဒီလိုမျိုးပေါ့နော်ဒါတွေကတော့ရှိပါတယ်အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်ဒါချစ်ကြိမ်ပေါ့နော်ချစ်ကြိမ်ချစ်စီးပေါ့နော်တပြိုင်နက်တည်းဒါဘုံကြီးတယ်လို့သူတို့ဒါပြောထားတာပေါ့နော်ပြောထားတော့အဲ့တော့ဒီထိခိုက်မှုမှာဒီတိုက်ခိုက်မှုမှာအကြံဖက် A ရဲ့ခုနကျွန်တော်တို့ပြောတင်နန်းနေရာတွေအခိုင်မှာခံစစ်နေရာတွေနောက်ဘန်ကားတွေတော်တော်များများပေါ့ဗျာဒီတိုက်ခိုက်မှုတွေမှာအကုန်လုံးဒါပါသွားတာပေါ့နော်ဒါပါသွားတယ်နောက်တစ်ခုကကျွန်တော်တို့ဒါခွာဘက်မှာပေါ့နော်အဲ့တော့ခွာဘက်မှာဆိုရင်လည်းကျွန်တော်တို့ဒါညောင်ချောင်းကြီးရွာပေါ့နော်ညောင်ချောင်းကြီးရွာမှာမနေ့9နာရီခန့်ကနေပြီးတော့မှဒီ fighter တစ်စီးနဲ့နှစ်ကြိမ်ပေါ့နော်ညောင်ချောင်းကြီးရွာမှာရှိတဲ့ဒီအကြမ်းဖက် A တွေရဲ့ဒီအခိုင်မှာစခန်းနေရာတွေရဲ့နောက်ပြီးတော့ကျွန်တော်တို့ဒါဒီလက်နက်ကြီးထားရနေရာလေးပေါ့ဗျာလက်နက်ကြီးအချို့ပေါ့နော်ဒီလိုထားရနေရာတွေကိုကျွန်တော်ကနေပြီးတော့မှသတင်းအတိအကျနဲ့ဒါပုံကျဲခဲ့တာဖြစ်ပါတယ်အဲ့တော့အဲ့မှာဆိုရင်ကျွန်တော်တို့ဒီစာသင်ကျောင်းဝင်းကျင်မှာဒါခိုးအောင်နေတဲ့စာသင်ကျောင်းဝင်းကျင်မှာပေါ့နော်ဒါစုဖွဲ့ပြင်ဆင်မှုတွေလုပ်နေတယ်ဆိုတဲ့အတွက်ကြောင့်ဒီပေါင်900ဘုံနဲ့ဒါကြေချတိုက်ခိုက်တယ်အဲ့တော့သူတို့ဘက်ကပြောတော့ဒီစာသင်ကျောင်းမှာလည်းစေးပေးချောင်းရှိရဆိုတဲ့ပုံစံမျိုးနဲ့ပြောတယ်ဒါစေးပေးချောင်းမှာကျွန်တော်ပြောသလိုပဲစေးပေးချောင်းလို့မရှိဘူးအကုန်လုံးကစေးပေးချောင်းပြီးတော့အေကတင်ကျွေးထားလောက်တဲ့အနေထားရှိတဲ့နေရာတွေမဟုတ်ပါဘူးเนาะအဲ့ဒီမှာရတာ9ဦးထိခိုက်ဒဏ်ရာရတယ်ဆိုပြီးတော့မှဒီ Western U တို့เนาะ Nesia တို့เนาะ Development Media DMG တို့ဒီအကြမ်းဖက် media တွေကနေပြီးတော့မှပက်ပက်နေတာဒါရေးနေတာရှိပါတယ်တကယ်ကဘာမှမဟုတ်ပါဘူးစစ်ပေးချောင်းနေမထီပါဘူးဒီကောင်တွေပဲထိတာအကြမ်းဖက် A တွေထိတယ်ဆုံးမှုကျွန်တော်ပြောသလိုပဲကျွန်တော်တို့ဒါပြောသလိုပေါ့เนาะတန်တန်းမှာဒါထိခိုက်ဒဏ်ရာရမှုနဲ့ပေါင်းရင်ကျွန်တော်တို့80ဝန်းကျင်လောက်ရှိတယ်ခွာမှာဆိုရင်တော့ကျွန်တော်တို့ဒါ30ဝန်းကျင်လောက်ရှိတယ်လို့ကျွန်တော်သိရှိရတယ်ပေါင်900ထိရောက်မှုကတော်တော်ကိုပြင်းထန်ပါတယ်အဲ့တော့ဒုတိယအကြိမ်နဲ့ဒါထပ်ပြီးတော့ညောင်ချောင်းကြည့်ရပါတော့ဒါဒုတိယအကြိမ်အဖြစ်ညောင်ချောင်းကိုဒါဒုတိယအကြိမ်ထပ်မှန်ပြီးတော့ဒါပုံကျတာပေါ့နော်အဲ့တော့တချို့ကကျွန်တော်ဒီကျမ်းဖက် area ဘာတွေကိုကာဗာယူပြီးလုပ်နေဆိုရင်ကျွန်တော်တို့ဒါဖုန်းကြောင်းတွေကိုမှာစီးဝေးလုပ်တယ်ဖုန်းကြောင်းတွေမှာနေထိုင်နေတယ်ပေါ့နော်ဒီလိုမျိုးကြည့်တဲ့အတွက်ဒီဖုန်းကြောင်းဝင်းကျင်မှာရှိတဲ့နေထိုင်နေတဲ့ဒီကျမ်းဖက် area ရဲ့နေရာတွေကိုလည်းဒါသတင်းအတိအကျနဲ့ရရှိခဲ့တဲ့အတွက်ပေါ့နော်ဒါပုံကျတိုက်ခိုက်တဲ့အချိန်မှာတော့ဒီကျမ်းဖက် area ထိခိုက်ဒေဆုံးမှုတွေဒါအများကြီးရှိခဲ့တယ်အဲ့တော့ကျောင်းဆောင်အချို့နေရာပေါ့ဗျာဒီနေရာလေးတွေဒါကျမ်းဖက် area ရဲ့နေရာတွေပေါ့နော်ဒီနေရာတွေရဲ့နောက်ပြီးတော့အနီးဝန်းမှာရှိတဲ့ဒါ A ရဲ့မိသားစုဝင်တွေရှိတဲ့နေရာနေအိမ်တွေဒါ3လုံးလောက်ဒါပျက်စီးမှုတွေမှာပါသွားတယ်နော်အဲ့တော့နောက်ပြီးတော့ကျမ်းဖက် A ရဲ့ဒီမော် A ကိုလုတ်ပေးနေလုတ်ကန်ကျွေးမွေးနေတဲ့ဒီထောက်ဖို့မိသားစုတွေရဲ့နောက်ဘက်စီတိတ်ဆက်တို့နောက်ဆိုင်ကယ်တို့ဆက်ပြီးတို့ဒီလိုလေးဆုံးကျုံးမှုတွေဆုံးကျုံးမှုဆိုတာအကုန်လုံးပေါ့နော်ဒီကောင်တွေထောက်ဖို့လုပ်နေတဲ့အခြေအနေမှာရှိတဲ့ဒီပစ္စည်းကိရိယာပေါ့နော်ဒါတွေပါသွားတယ်နော်ဒါတွေပါသွားပါတယ်တော်တော်များများအဲ့တော့ဒီနေ့တိုက်ခိုက်မှုကအရန်ကိုကောင်းပါတယ်တော်တော်များများထိရောက်မှုလည်းရှိတယ်ပေါ့နော်ထိရောက်မှုလည်းရှိတယ်အရန်ကိုဒါပြောမှဆိုရင်တော်တော်ကိုဒါထိခိုက်မှုတွေများတယ်ဗျထိခိုက်မှုတွေများပါတယ်ဒီလိုအနေထားဖြစ်ပါတယ်နောက်ထပ်အဲ့တော့ဒီဟာနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒီခိုင်ဒေသခံတွေကတော့ဒါဆွေးနွေးမှုတွေရောရှိနေတဲ့အတွက်ကြောင့်ဘာလို့စီရှင်လဲဆိုရင်အကြမ်းဖက်ထုံးမြနိုင်တို့ကိုတက်မတော်နဲ့ဒါပြောမှဆိုရင်ညှိနှိုင်းတက်မတော်နဲ့ဒါပေါ့ဒီငြိမ်းချမ်းရေးဆွေးနွေးပွဲလုပ်စီရှင်နေတာပေါ့နော်ဒေသခံတော်များများကလုပ်စီရှင်နေတယ်ဘာလို့ထုံးမြနိုင်ကလည်းဘာမှကာမမပေးနိုင်ဘူးထုံးမြနိုင်ကပြောမှဆိုရင်လေပဲဖြစ်ခဲ့တာပေါ့နော်အရင်တော့ကျွန်တော်တို့ဒါဒီအိမ်ဒီပြိုကျပါစေအိမ်ဒီဘာထိခိုက်လို့ကိစ္စမရှိဘူးသူတို့လက်ထက်မှာဒီအာဏာရပြီဆိုရင်ဒီအိမ်တွေကတိုက်တွေဖြစ်သွားမယ်ဆိုပြီးတော့မှကြီးကြီးပြောခဲ့တဲ့ဟာတွေပေါ့နော်ဒီပြောခဲ့တဲ့ဟာတွေအဲ့ကြောင့်ပြောခဲ့တဲ့အတွက်ဒီကောင်တွေနောက်ကိုလိုက်ပါပြီးတော့မှတချို့လူတွေကအစွန်းရောက်စိတ်ဓာတ်တွေဒေသခံချို့ကအစွန်းရောက်စိတ်ဓာတ်တွေနဲ့နေထိုင်နေကြတဲ့အေးတွေကိုခေါ်ယူပြီးတော့ကျွေးမွေးနေတဲ့ဟာတွေလည်းရှိတယ်အဲ့တော့အဲ့အိမ်တွေနေရာတွေအတိအကျသတင်းတွေရလို့ပါသွားတဲ့အချိန်မှာတော့အခုဘာသာမှထွက်မလာတော့တဲ့အနေအထားဖြစ်ပါတယ်ဘာသာမှထွက်မလာတော့ဘူးအဲ့တော့အေးကဘာလဲဆိုတာသူတို့သိသွားကြပြီပေါ့နော်ဒီလိုအနေအထားမျိုးဖြစ်ပါတယ်နောက်တစ်ခုကကျွန်တော်တို့ဒါဘာရှိမလဲဆိုတော့မြောက်ဘက်တွေမှာဆိုရင်ဒါကျမ်းဖက်အေးတွေဒါမြေလေယာတွေတင်ထားတယ်နောက်ပြီးတော့ထွန်ရက်ခွင့်တွေပိတ်ထားတယ်ပေါ့နော်ဒီလိုပိတ်ထားတဲ့အတွက်ဒေသခံတွေကတော်တော်ကိုဒုက္ခတွေရောက်ပြီးတော့မှဖြစ်နေရတဲ့အနေအထားရှိရပေါ့နော်ဒီလိုအနေအထားမျိုးဖြစ်ပါတယ်အဲ့တော့ဒါရခိုင်တန်တဲ့ပတ်သက်တဲ့သတင်းတွေဖြစ်ပါတယ်နောက်ထပ်လည်းဒါအများကြီးဒါဘုံကျက်တိုက်ခိုက်မှုတွေလုပ်ဖို့အများကြီးရှိပါတယ်တက်မတော်အနေနဲ့ပေါ့နော်ဘုံကျက်တိုက်ခိုက်မှုတွေအများကြီးရှိတယ်လို့ကျွန်တော်သိရှိရတယ်အဲ့တော့ပြ
ပြေးနိုင်မှလွတ်မယ်ပေါ့နော်ပြေးနိုင်တော့မှဒါရိုးရိုးတန်းတန်းဒီမြန်မာနိုင်ငံတွင်းမှာနေလို့တော့မရတော့ဘူးတခြားနေရာတစ်ခုမှာခိုးအောင်နိုင်မှလွတ်မှာပေါ့နော်အခုကဒါကအစပဲရှိပါသေးတယ်ကျွန်တော်တို့ဒီနှစ်မကုန်ခင်တိတ်မကြခင်ပေါ့နော်ဒီနေ့တိတ်မကြခင်မှာတန်ရွဲဒါခွာဝင်းချိန်ပေါ့နော်အဓိကတန်ရွဲခွာနဲ့ခွာကိုတွေ့ထုတ်ရဆိုရင်ကျွန်တော်တို့ကနှစ်ခုညှက်ပြီးတော့မှဒါဝင်လုံးမဲ့ဒီတက်မလို့ဝင်လုံးမဲ့အခြေအနေရှိရလို့ဒါပြောလို့ရပြီပေါ့နော်ဒါကြီးနေတကယ်ပူပေါင်းစစ်စင်ရေးတွေမပါသေးဘူးတကယ်ကြီးနေပူပေါင်းစစ်စင်ရေးတာလုံးမဲ့ဆိုလို့ချင်းရင်ဒီဒေသတွေတော့ကျွန်တော်တို့ခဏပဲအဲ့တော့ပျက်စီးမှုလည်းများလိမ့်မယ်ဒါတက်မလို့အနေနဲ့နိုင်ငံတော်အနေနဲ့ကြည့်တယ်ဒီလိုမျိုးလုံးမဲ့ဆိုလို့ချင်းရင်ဒေသမှာအခက်အခဲတွေရှိနိုင်မယ်ဆိုတော့သိရပါတော့ဒါကြောင့်လည်းတချို့လည်းဒါမလုံးသေးဘူးလို့ပဲကျွန်တော်ယူဆပါပေါ့ဒါပေမဲ့ပြင်ဆင်မှုတွေကတော့အများကြီးရှိပါတယ်ဒီချိန်မှာဒီရွှေလက်နဲ့ခေါ်လို့မရရင်တော့ဒါဘူးလက်နဲ့ခေါ်မယ်ဆိုတော့ကျွန်တော်တို့ဒါဦးလာဆွေရဲ့ဒီစကလုံးတိုင်းပေါ့နော်တုံးလို့ရပါအခုရွှေလက်နဲ့နိုင်ငံတော်ဆိုရတဲ့တက်မတော်ကနေပြီးတော့မှဒါခေါ်နေတာကိုလိုင်းလာမလာလို့ရှိရင်တော့ကျွန်တော်တို့ဒါအခုဒီကျမ်းပတိရှိတဲ့နေရာတွေအကုန်လုံးပုံချက်ခံရမှာပဲရခိုင်မှာဘလူးဖြစ်နေကြတယ်ဆိုကျွန်တော်တို့တော်တော်များများကနေပြီးတော့မှဒါစုမှုပေါ့ဒီအေရဲ့ဒီအစွန်းရောက်စိတ်တွေရိုက်သွင်းတဲ့အတွက်ဒေသခံလူငယ်အချို့နောက်ပြီးလူကြီးအချို့လည်းဒီလိုပဲအေဘက်မှာပါပြီးတော့မှဒီအချို့လည်းပြောမယ်ဆိုရင်စိတ်မပါလဲလုံနေရတဲ့အနေအထားပေါ့နော်ရခိုင်မှာတော်တော်များများတပြည်နယ်လုံးကအေစစ်သားပုံစံမျိုးဖြစ်နေတဲ့အနေအထားဖြစ်ပါတယ်ဒါကြောင့်ဒီလိုမျိုးဖြစ်နေရင်ဒါလူမျိုးလိုက်ကိုဒုက္ခရောက်သွားနိုင်တဲ့အနေအထားဖြစ်နိုင်ပါတယ်အဲ့တော့ဒါတက်မတော်မှာဒီစီလည်းအများကြီးရှိတယ်ကျွန်တော်ပြောသလိုနေ့စဉ်ရေကူးနေလို့ရတဲ့အနေအထားမျိုးဖြစ်ပါတယ်နော်မြစ်ကြီးတစင်းလိုမျိုးဒါပြုလုပ်ပြီးတော့မှရေကူးပြီးနေထိုင်လို့ရတဲ့အနေအထားဖြစ်တယ်အဲ့တော့လေနေရတဲ့အများကြီးပဲနောက်ထပ်ဝင်နေတဲ့လေနေလည်းအများကြီးရှိတယ်လက်ရှိဒါပေါ့ဒီနိုင်ငံကတိနေတဲ့အနေအထားဆိုတာကျွန်တော်တို့ဒါအပေါ်ရန်ပဲရှိအောင်မယ်တကယ်အတွင်းကိုတည်ရှင်တော့ဒါအတွင်းကြသူတွေပဲဒါတိပါလိမ့်မယ်ဗျာနော်ဒီနေ့ကအဲ့တော့တိတ်မလို့တော့ပါနော်တိတ်မလို့တော့ပါရခိုင်မှာကျန်းနေပါတယ်ရခိုင်မှာအရန်ကိုကျန်းနေပါတွေ့နေပါနော်အဲ့တော့လာပါအောင်မယ်အဲ့တော့ဒီနေ့သတင်းလေးကတော့ဒီလောက်ပဲဖြစ်ပါတယ်အချိန်များတဲ့အတွက်ဒီလောက်ပဲတင်ပြတာဖြစ်ပါတယ်အားလုံးကျွန်တော်မိတ်ဆွေအားလုံးဒါကျမ်းမှာပြောချင်ကြပါသေးလို့ဆုတောင်းပေးလိုက်ပါတယ်ဗျာ channel လေးကို subscribe နေထားပြီပါအချိန်မရနိုင်တဲ့အတွက်ဒီကာလလေးမှာကျွန်တော်သတင်းမတင်ဖြစ်နေတာပါအဲ့တော့အချိန်ရရင်ရသလိုလေးသတင်းလေးကိုဒါတင်ပြီးတော့ချိပါတယ်ဒါကြောင့် unsubscribe လေးတော့မလုပ်ပါနဲ့ subscribe လေးနှိပ်ထားပေးပါအဲ့တော့သတင်းလေးနားထောင်ပေးပါဒီရက်ပိုင်းမှာ Telegram မှာလည်းကျွန်တော်တော့အားလုံးမတင်နိုင်ဘူးဖြစ်နေပါတော့ဒီမျိုးနေထားမျိုးဖြစ်ပါတယ်အဲ့တော့ကျွန်တော်မိတ်ဆွေအားလုံးဒါပြောချင်ကြပါစေကျမ်းပါပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ